မင်္ဂလာပါခင်ဗျာဘိုးစော channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့12လပိုင်း1ရက်နေ့ကနေ12လပိုင်း9ရက်နေ့အထိတပတ်စာကတ်ဖြစ်တဲ့ဖိုးလုံးဘိုးစောတပတ်စာကတ်ဗီဒီယိုကိုကျွန်တော်တို့တင်ပေးထားပါပြီမကြည့်ရသေးတဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ဒီဘိုးစော channel မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာအခုတစ်ခေါက်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုပြောပြပေးချင်တာက12လပိုင်း1ရက်နေ့ကနေ12လပိုင်း1ရက်နေ့12လပိုင်း2ရက်နေ့12လပိုင်း3ရက်နေ့တနင်္လာအင်္ဂါဗုဒ္ဓဟူးဒီ3ရက်အတွင်းမှာကျွန်တော်ထွက်နိုင်ခြေအလားအလာကောင်းတဲ့15ကွက်ကိုကျွန်တော်ရွေးချယ်ထားဖြစ်ပါတယ်အဲ့ဒီ15ကွက်ကိုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာဆိုရင်အတန်နဲ့ပြောပြပေးတာဖြစ်တဲ့အတွက်အတန်ကိုအဓိကနားဆင်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီလာနိုင်ခြေအလားအလာကောင်းတဲ့15ကွက်ကိုမပြောပြခင်မှာကျွန်တော်ဘယ်လိုရလာတယ်လဲဆိုတာကိုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုပြောပြပေးချင်ပါတယ်ကျွန်တော်3ရက်အတွင်းမှာလာနိုင်ခြေအလားအလာကောင်းတဲ့ဘရိတ်5ခုကိုရွေးထုတ်ထားတယ်ပြီးရင်ကျွန်တော်တို့3ရက်အတွင်းမှာကျွန်တော်ခြိုက်တဲ့ကဏ္ဍ5လုံးကိုရွေးထုတ်ထားပါတယ်ဒါဆိုရင်ကျွန်တော်ဒီ3ရက်အတွင်းမှာကျွန်တော်ခြိုက်တဲ့ကဏ္ဍ5လုံးကိုပြောပြပေးမယ်အရင်ဆုံးပြောပြပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေတေချာလေးနားထောင်ပေးပါခင်ဗျာ12လပိုင်း1ရက်နေ့ကနေ12လပိုင်း3ရက်နေ့အထိကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍ5လုံးကတော့3 4 5 9ဖြစ်ပါတယ်ကျွန်တော်ဒီကဏ္ဍ5လုံးတွေကပြီးခဲ့တဲ့အပတ်ကပျောက်ခဲ့တဲ့ကဏ္ဍ9တလုံးဖြစ်ပါတယ်ဒီ9တလုံးကဆိုရင်ကျွန်တော်ဒီ3ရက်အတွင်းမှာ3ရက်မကျော်လာနိုင်တဲ့ထဲမှာပါဝင်နေတာကိုတွေ့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီ1ရက်နေ့ကနေ3ရက်နေ့အထိဒီ3ရက်အတွင်းမှာ9တလုံးကိုအတူဂရုစိုက်စေချင်ပါတယ်ကြိုက်တဲ့ဆိုရင်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့1ရက်နေ့ကနေ3ရက်နေ့အထိ3ရက်အတွင်းမှာ9တလုံးရှိပါတယ်ကျွန်တော်စောလာကပြောခဲ့တဲ့ဖိုးလုံးဘိုးစောတပတ်စာကတ်ထဲမှာဗီဒီယိုမှာဆိုရင်လည်းကျွန်တော်တို့3ရက်မကျော်ပတ်တိအနေနဲ့9တလုံးကိုပြောပြပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ကြိုက်တဲ့ဒီ3ရက်အတွင်းမှာလာနိုင်နေထင်တဲ့ကဏ္ဍ5ခုကတော့3 4 5 9ဖြစ်ပါတယ်ဒါတော့3ရက်အတွင်းမှာရွေးချယ်ထားတဲ့ကဏ္ဍ5လုံးဖြစ်ပါတယ်ပြီးရင်ကျွန်တော်3ရက်အတွင်းမှာရွေးချယ်ထားတဲ့ break 5ခုကိုပြောပြပေးပါမယ်3ရက်အတွင်းမှာရွေးချယ်ထားတဲ့ break 5ခုကတော့1 break 4 break 5 break 6 break 10 break ဖြစ်ပါတယ်3ရက်အတွင်းမှာကျွန်တော်ခြိုက်တဲ့ break 5ခုကတော့1 break ရယ်4 break ရယ်5 break ရယ်6 break ရယ်10 break ရယ်ဖြစ်ပါတယ်ဒီ break 5ခုထဲမှာကျွန်တော်အကြိုက်ဆုံး break 2ခုရှိပါတယ်ဒါတော့မပြောပြတော့ပါဘူးကျွန်တော်ဒီ
ဒီ12လပိုင်း1ရက်နေ့ကနေ12လပိုင်း3ရက်နေ့ဒီ3ရက်အတွင်းမှာကျွန်တော်အဲ့ဒီ break 5ခုနဲ့ကျွန်တော်ဆောနာကပြောခဲ့တဲ့ခဏ5လုံးနဲ့တွဲပြီးတော့လာနိုင်ချေထွက်နိုင်ချေအလားလားအားကောင်းတဲ့15ခွက်ကိုကျွန်တော်ရွေးထုတ်ထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေတို့ကို12လပိုင်း1ရက်နေ့ကနေ12လပိုင်း3ရက်နေ့ဒီ3ရက်အတွင်းမှာလာနိုင်ချေအလားလားကောင်းတဲ့15ခွက်ကိုပြောပြပေးပါမယ်တေချာလေးနားထောင်ပေးပါခင်ဗျာလေးတေခွန်ကို4035နှစ်ကိုခွန်လေး65ခွန်1ခွန်ဘူးကိုငါလေးနဲ့တင်ငါနှစ်3 50ခွန်8ဖြစ်ပါတယ်ကျွန်တော်အခုပြောလိုက်တဲ့ဒီ15ခွက်ဟာဆိုရင်300အတွင်းမှာအထူးဂရုစိုက်ရမယ်အကွက်တွေပဲဖြစ်ပါတယ်ဒီထဲကပေးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုရစေချင်လို့အခုလိုမျိုးပြောပြပေးရခြင်းပဲဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်လေးတေနှစ်3 50ခွန်8ခွန်ကိုလေးနဲ့တင်ငါခွန်ဘူး40ကိုငါခွန်1 35ခွန်4နှစ်ကို65ဖြစ်ပါတယ်3ရက်အတွင်းမှာဒီ15ခွက်ကိုဂရုစိုက်စေခြင်းပါတယ်လာနိုင်တဲ့အတွက်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုချပေးရခြင်းပဲဖြစ်ပါတယ်တပတ်စာကဗီဒီယိုနားမစင်ရသေးတဲ့မိတ်ဆွေတွေကျွန်တော်တင်ပေးထားပါပြီဒီ channel မှာနားဆင်နိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုကိုနားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေတဦးတယောက်ချင်းစီကိုကျွန်တော်ပို့ဆောင်မှကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ